တောင်ကြီးမြို့မှာရှိစရာ view တွေအရန်လှတယ်ဒါတွေက line ပေါ်လုံးဝမတင်ရသေးတဲ့တနေရာပေါ့နော်ဘယ်နားလဲဆိုလို့ရှိရင်အရင်တော့ကန်ကြီး view point လမ်းစုံလို့နာမည်ကြီးတယ်နေရာနေပြီးတော့မှဒါမြို့ရဲ့ဒီအရှိတ်ဘက်ချမ်းရွာတွေဘက်ကိုဒါကြိတ်ထားတဲ့ view လေးပါတကယ်တခြားကြည့်ရင်ဒါက view တနေရာပေါ့နော်နောက်ထပ်မတူတဲ့တနေရာလေးလည်းချက်ပြီးတော့ဒီမှာပြပေးပါအောင်မယ်ရှင်ရှေ့ဘက်ကရှိတဲ့ဒီရွာလေးတွေတိမ်လေးတွေတောင်လေးတွေအလုံးဝ Little New Zealand ပါပဲဒီမှာဆိုရှင်တော့လူသူရောက်ပေါက်တာတော့မများသေးပါဘူးဗီဒီယိုထဲမှာတိတ်မပေါ်ဘူးเนาะတက်ကြည့်လို့ရှိရင်တော့ထထလေးနဲ့လှတယ်တော်လှတယ်ချိုရီကတော့ငယ်ချင်းနဲ့အတူတကွလာပြီးတော့ဓာတ်ပုံရိုက်ကြတယ်။နားနေလာပြီးတော့နေကြသူလည်းတွေ့ပေါ့နော်။နောက်တစ်နေရာသွားမယ်။ဒါကစစောကဓာတ်ပုံရိုက်ခဲ့တဲ့ဗီဒီယိုရိုက်ခဲ့တဲ့တောင်တွေ့လားအဲ့မှာဟိုပုံမှာလူတွေအဲ့မှာရှိတယ်။အဲဒီပုံမှာဒါနောက်တစ်နေရာ။ကဲဒီလိုမျိုးစုံလေးနဲ့လေဓာတ်ပုံရိုက်လို့လှတယ်။မိုးလေးအုပ်ပြီးတော့ဒီနေ့ကအကြောင်းမိုးနဲ့အုပ်တယ်ပေါ့နော်နေလေးနဲ့ထွက်ပြီးတိမ်လေးတစ်ချက်ပိုလှရဲဆိုရင်ဒီ view လေးကပိုလှပါမယ်ဒီကောင်ကကြတော့လုံးဝနည်းနည်းတောင်ဆောင်လို့အစင်းလေးဒီအဲ့ဒီ feeling ကကြဗီဒီယိုထဲမှာမပေါ်ဘူးသွားကြည့်တော့ပေါ်မယ်နော်ဒီမှာကြည့်ဖုံတောင်လာပြီးတော့ဒီ view လေးတွေလာကြည့်နေပေါ့နော်တခုပါပဲတောင်ပေါ်မှာကအရင်သွားလာခဲ့ပြီးတဲ့လူတွေရဲ့ပြထားတဲ့အမှိုက်လေးတော့တွေ့ပါတယ်တကယ်တမ်းဒီလိုတာနေပြီးတော့ကြည့်လို့ကောင်းတဲ့ view လေးမှာအမှိုက်တွေကတော့နည်းနည်းလေးဟိုဟာဖြစ်စေပေါ့နော်စိတ်နှောက်ယှက်ဖြစ်စေပြီမယ်ကျန်တဲ့ view လေးရတော့တော်တော်လေးလှပါတယ်ဆိုတော့ဒါကပထမဦးဆုံးဟုတ်ပွားရှိတဲ့နေရာဒါနောက်တစ်နေရာသွားရိုက်ထားတာပါအခုထပ်သွားမှာတော့အဲ့နာနဲ့လှမ်းလေးမှာဖုံကြောင်တစ်ကြောင်ရှိရပေါ့နော်အဲ့ဖုံကြောင်ရဲ့ဒါတိမ်ပေါ်ကနေပြီးတော့မှဒီ view လေးတွေတစ်ခေါက်တိုက်ကြည့်ထားခဲ့တာပါအရင်လှတဲ့နေရာလေးတွေပါကြောင်ကြလို့ရှိရင်လည်းအဲ့ဒီဘက်လေးကိုတစ်ခေါက်တော့သွားလေကြည့်ကြပါဦးနော်